အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုသူရပါဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော် AI မြန်မာနဲ့အတူလက်တွဲပြီးတော့ freelance ပေါ့နော် freelance အလုပ်တွေဘယ်လိုလုပ်လို့ရလဲကျွန်တော်တို့ကရောဘယ်လိုတွေလုပ်နေလဲကျွန်တော်ဆိုရင်လည်းလက်ရှိကိုပိုင်လုပ်လဲရှိတယ်အဲ့ဒီမှာ freelance နေနဲ့ဒီအာမခံကိုလည်းကျွန်တော်လုပ်ပါတယ်အဲ့တော့ဒီလိုလူမျိုးတွေအတွက်ကျွန်တော်တို့ကဘူတုဒအနေနဲ့တင်ပြသွားပြီးပါပေါ့နော်ဟုတ်ပြီအဲ့တော့ AI မှာ freelance အနေနဲ့စလုပ်ဖို့အတွက်အဆင့်တွေရှိပါတယ်အဲ့တော့ပထမဆုံးအဆင့်တစ်ကတော့ကျွန်တော်တို့ရဲ့ agent code ပေါ့ AI မှာလူတွေကများတယ်လာပြီးဝင်လာတဲ့ agent တွေလူတွေကများတဲ့အတွက်နာမည်တူတွေလည်းရှိနိုင်တယ်အဲ့လိုလူမျိုးတွေကိုခွဲခြားဖို့အတွက်ကျွန်တော်တို့က agent code စထုတ်ပါတယ် agent code generate ထုတ်တဲ့ချိန်ကျရင်ကျွန်တော်တို့ကဘာတွေလုပ်မလဲဆိုတော့ကျွန်တော်တို့က agent code generate လုပ်တဲ့ချိန်ကျရင်သူ့မှာနာမည်တွေမှတ်ပုံတွေနံပါတ်တွေပြီးတော့ရင်လိပ်စာအတိအကျတွေ email တွေအဲ့ဒါမျိုးတွေနဲ့တူကျွန်တော်တို့ကစပြီး generate လုပ်တယ်လုပ်ပြီးတော့လည်းဒီကောင်ကကိုမတိဘဲနဲ့လည်း generate လုပ်လို့မရအောင် email စပို့ပါတယ်ပို့တဲ့ချိန်ကျရင်ကာယကံရှင် CEO email ရောက်တဲ့ချိန်ကျမှဟုတ်ပါတယ်ဒီ email ကိုကျွန်တော်ကလက်မှတ်ပြန်ပြီးတော့မှထိုးပေးရတယ်ထိုးပေးပြီဆိုမှ agent code generate စဖြစ်ပါတယ်အဲဆိုကိုမှ agent code ရသွားပြီ agent code ရသွားပြီဆိုရင်တော့ဒုတိယအချက်ကိုက license တင်နန်းနေတက်ရမယ် license တင်နန်းကိုသတ်မှတ်ထားတဲ့အချိန်နိုင်ပြအောင်တက်ရမယ်အဲ့တော့ကျွန်တော်မှရွေးချယ်ခွင့်နှစ်ခုရှိတယ်ရုံဖွင့်ရက်တွေတက်မလားရုံပိတ်ရက်တက်မလားဘယ်ရက်ကိုတက်4ရက်တက်ရမယ်ရုံဖွင့်ရက်ဆိုရင်တနင်္လာအင်္ဂါဗုဒ္ဓဟူးကြာတာပြီ4ရက်တက်ရမယ်ဒါမှမဟုတ်ရင်ရုံပိတ်ရက်ဆိုရင်စနေတနင်္ဂနွေနောက်တစ်ပတ်စနေတနင်္ဂနွေအဲ့လို4ရက်တက်မယ်4ရက်တက်တဲ့ချိန်ကျရင်အဲ့4ရက်အတွင်းမှာကျွန်တော်တို့ကအာမခံဒီ textbook နော်အာမခံပြဋ္ဌာန်းစာအုပ်ကြီးကိုကျွန်တော်တို့တင်ရိုးတင်ပါမယ်တင်ပြီးတော့တခါအဲ့မှာအစမ်းစာမေးပွဲဖြေရပါမယ် mock exam ဖြေပြီးတော့ mock exam အောင်ပြီဆိုမှဒါအစိုးရရဲ့အတိအမှတ်ပြုစာမေးပွဲ name ကိုဖြေရမှာဖြစ်ပါတယ်အဲ့ဒီတော့ mock exam အောင်သွားပြီဆိုတဲ့ချိန်ကျရင်တော့ဒါမြန်မာအာမခံတင်တန်းကျောင်းမှာတွားပြီးတော့မှစာမေးပွဲဖြေမယ်ဖြေဖို့အတွက်လိုအပ်တဲ့အချက်လက်တွေအဲ့ချိန်ကျရင်ကျွန်တော်တို့ကကြိုတင်ပြီးတော့ပြုစုရမယ်ကိုကဒီမှာ10တန်းအောင်လက်မှတ်သုံးဖို့ဘွဲလက်မှတ်လိုလာမယ်ပြင်ကိုယ့်ရဲ့ဓာတ်ပုံတွေလိုမယ်ကိုယ့်ရဲ့ personal information တွေလိုမယ်အဲ့ဒါတွေအကုန်လုံးကိုပြုစုပြီးတော့မှ AI ကိုတင်လိုက်မယ်တင်ပြီးသွားရင်စာမေးပွဲဖြေမယ်စာမေးပွဲဖြေလို့ဟုတ်ပြီစာမေးပွဲအောင်သွားပြီဆိုရင်တော့ကျွန်တော်တို့က license ကတ်စောင့်ရမယ် license ကတ်စောင့်နေရင်ကာလအတော်တွင်းမှာ AI ကနေပြီးတော့မှထပ်ပြီးတော့မှပို့ချတယ်ဒါ product training တွေပြီးသွားရင် sales training တွေအဲ့လို training တွေကို online သို့မဟုတ် in person join ရမယ်အဲ့ဒါဆိုရင်တော့ဟုတ်ပြီနောက် license ကတ်ရပြီဆိုတာနဲ့အာမခံ company နဲ့စာချုပ်ချုပ်ပါတယ်အာမခံ company နဲ့စာချုပ်ချုပ်တယ်ဆိုတဲ့အပိုင်းမှာဘာဖြစ်လို့စာချုပ်ချုပ်ရတာလဲကျွန်တော်တို့က freelance အနေနဲ့လုပ်ချင်တာတော့မဟုတ်ပါဘူးအဓိကကတော့သူ့ရဲ့ product တွေကိုကျွန်တော်တို့ကဒီ company တစ်ခုတည်းကပဲယူပြီးတော့ရောင်းပါမယ်တိုင် agent ဆိုတဲ့ဝန်ခံကလေးနဲ့တူစာချုပ်ချုပ်တာပါမဖြစ်မနေမင်းဒီလုပ်ကိုလုပ်ရမယ်ဆိုပြီးတော့မှ force နဲ့စာချုပ်ချုပ်တာမျိုးမဟုတ်ဘူးအဲ့တော့အဲ့ဒီစာချုပ်ချုပ်ပြီးပြီဆိုမှကျွန်တော်တို့ကဒီစာချုပ်နဲ့အတူမြန်မာအာမခံဒီစာပါကြီးရှိတယ်အဲ့စာပါထဲမှာကျွန်တော်တို့နာမည်နဲ့ဘီနာမှာဘယ်ကုမ္ပဏီနဲ့စာချုပ်ချုပ်ထားရဲဆိုတဲ့ဟာလေးပေါ်နေမှာဖြစ်ပါတယ်တကယ်လို့ကိုကတခြားကုမ္ပဏီနဲ့မတိအောင်စာသွားပြီးတော့မှရောင်းမယ်စာချုပ်ထပ်ချုပ်မယ်ဆိုရင်သူတို့ဒီစာပါကိုစစ်လိုက်တာနဲ့ဟာဒီလူဒီ AI မှာစာချုပ်တက်တန်းရှိသေးတယ်မပယ်ဖြတ်ရသေးဘူးအဲ့ဒါမျိုးလေးတွေထိန်းချုပ်ထားတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့က AI နဲ့စာချုပ် contract ထိုးပြီးဆိုရင်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ AI email ရလာမယ် AI ရဲ့စာပါမှာ iPost အနေနဲ့ကိုတိုင်းကိုနာမည်နဲ့ဒါစာပါသုံးခွင့်ရလာမယ်အဲ့ဒီကနေစပြီးတော့ကိုယ့်ရဲ့ account ပွင့်ပြီးတော့ကိုကအာမခံ product တွေကိုလူတွေကိုရှင်းပြလို့ရမယ်ဒါသူတို့အကြံပေးလို့ရမယ်အာမခံ company နဲ့ဝယ်သူနဲ့ကြားထဲမှာကျွန်တော်တို့ကဒါတွေကိုတာဝန်ခံပြီးတော့လုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ process တွေအကုန်လုံးကို run ဖို့ဒီအချိန်3လလောက်ပဲလိုပါတယ်အချိန်3လလောက်အတွင်းမှာအစိုးရအတိအမှတ်ပြု license တစ်ခုလည်းရမယ်ပြီးရင်ကိုယ့်ရဲ့ personal development တစ်ခုလည်းဖြစ်လာမယ်နောက်ပြီးတော့အချိန်အများကြီးလည်းပေးကြရမလို့ကျွန်တော်တို့ကပုံမှန် in person အနေနဲ့ဆိုရင်တော့လူကိုယ်တိုင်လာမှဒီ license တက်တဲ့4ရက်လာရမယ်ပြီးရင်စာမေးပွဲဖြေရတဲ့9ရက်လာရမယ်9ရက်ပြီးသွားရင်ကျန်တဲ့စာချုပ်ချုပ်တာတွေ license training တွေကျန်တဲ့အပိုင်းတွေအကုန်လုံးဒီ online နဲ့လုပ်လို့ရပါတယ်ဒါကြောင့်မလို့ဒီရန်ကုန်မှာနေတာပဲဖြစ်ဖြစ်မန္တလေးပဲဖြစ်ဖြစ်မြန်မာနိုင်ငံဘယ်မှာပဲနေသူဒီ license ဖွင့်မဲ့နေရာ3နေရာရှိတယ်ရန်ကုန်မန္တလေးတောင်ကြီးအဲ့3နေရာမှာဒါတက်လို့ရတယ်ဖြေရင်တော့ကျွန်တော်ရန်ကုန်မှာဖြေကြမယ်ဖြေကြပြီးသွားရင်ဒါဒီကျန်တဲ့နေရာကိုယ့်နေရာနဲ့ကိုယ်အလုပ်လုပ်နေလို့ရပါတယ်
ဆက်ပြီးတော့မှတခြားအကြောင်းအရာတွေထပ်ပြီးသိချင်သေးရဆိုရင်လည်းကျွန်တော်ကိုဒါချက်ပေါက်မှာလာမေးလို့ရပါတယ်နောက်ပြီးတော့ကျွန်တော်တို့ AI ကလုပ်တဲ့ပွဲတွေကိုလည်းကျွန်တော်တောက်လျှောက် up to date တင်ပေးသွားပါမယ်အဲ့ပွဲတွေမှာတက်ရောက်ပြီးနားထောင်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ